မင်္ဂလာပါခင်ဗျာကဲကျွန်တော်တို့ဘိုက်စားတဲ့အခါဈေးသက်သာဆုံးနဲ့အမြန်ဆုံးဖြည့်ရှင်းနည်းကတော့ခောက်ဆွဲပြုတ်ပါပဲအရသာကလည်းရှိလောက်ရတာကလည်းလွယ်တယ်ဆိုတော့လူကြီးလူငယ်မျိုးကြိုက်ကြတာပေါ့ဒါပေမဲ့မေးစရာရှိတာကဒီခောက်ဆွဲပြုတ်တွေကိုနေ့တိုင်းဒါမှမဟုတ်မကြာခဏစားနေမယ်ဆိုရင်တင့်ခန္ဓာကိုယ်ထဲမှာဘာတွေပြောင်းလဲသွားမလဲဒါဟာအသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်လားဆိုတာဒီနေ့ဗီဒီယိုမှာအဖြေရှာကြည့်ကြရအောင်ပထမဆုံးနဲ့အဆိုးရွားဆုံးအချက်ကတော့ဆိုဒီယမ်လို့ခေါ်တဲ့စားထက်ပါဝင်မှုပါပဲခောက်ဆွဲပြုတ်တဲ့ထုတ်မှာပါဝင်တဲ့အငန်းဓာတ်ခါလူတစ်ယောက်နေတာစားတဲ့ပမာဏရဲ့ထက်ဝါကျော်လောက်ပါဝင်နေပါလေဗျာဒါကိုနေ့တိုင်းစားမယ်ဆိုရင်တော့သွေးပေါင်ချိန်တွေတက်လာမယ်နှလုံးနဲ့ကြောက်ကတ်ကိုဝန်ပိစေးပြီးရေးမှာကြောက်ကတ်ပလက်စီးတဲ့အထိဖြစ်နိုင်ပါလေနောက်တစ်ခုကတော့အစာကြေခဲ့တာပါတာမန်ခောက်ဆွဲလက်တွေကအစာရင်ထဲမှာ2နာရီလောက်ဆိုကြေးပြတ်သွားပြီမဲ့ကြာရှည်ခံတော့ပြုတ်လုထားတဲ့ခောက်ဆွဲ6တွေကတော့အစာရင်ထဲမှာနာရီပေါင်းများစွာမကြေပြတ်ပဲရှိနေတတ်ပါတယ်တချို့လီလာချက်တွေကဆိုရင်4နာရီကျော်ထိတောင်ရှိနေတတ်ပါတယ်တဲ့ဒါကြောင့်ခောက်ဆွဲပြုတ်စားပြီးရင်ဘိုက်ကဲတာလေးပွားတာနဲ့အစာရင်အချင်ပေါက်တာတွေဖြစ်ရတာပေါ့ဒါအပြင်ခောက်ဆွဲပြုတ်မှာဗီတာမင်ပရိုတင်းနဲ့အမြတ်ဓာတ်တွေလုံးဝနီးပါမပါဘူးပါတာကတော့ကာဘိုဟိုက်ဒရိတ်တွေနဲ့ပြည့်ဝစီတယ်ပါပဲဒါကြောင့်ခောက်ဆွဲပြုတ်နေ့တိုင်းစားတဲ့လူတွေဟာဝိတ်တက်လာမယ်ဘိုက်ရွှဲထားမယ်ဒါပေမဲ့အတွင်းပိုင်းမှာတော့အာဟာရချုနေတတ်ပါတယ်ဒါဆိုလုံးဝမစားရတော့ဘူးလားဆိုတော့စားလို့တော့ရပါတယ်ခင်ဗျာဒါပေမဲ့နီးစနစ်မှန်ဖို့လိုပါတယ်စားမယ်ဆိုရင်အထဲမှာပါတဲ့အစီဘူးအမုံထုတ်တွေကိုတဝက်လောက်ပဲထည့်ပါခောက်ဆွဲပြုတ်ရည်တွေကိုကုန်းကမတောက်ပါနဲ့ပြီးတော့အာဟာရရှိအောင်ကြက်ဥဂိုပြီးမုံငင်းစားတဲ့အသားနဲ့အရွက်တွေမဖြစ်မနေရောထည့်စားပေးပါအကောင်းဆုံးကတော့တပတ်မှာတစ်ချိန်နှစ်ချိန်ထက်ပိုမစားသင့်ပါဘူးညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ခောက်ဆွဲပြုတ်ဆိုတာအစာပြေစားပါအတိကအစားအစာမဟုတ်ပါဘူးဒါကြောင့်ကျန်းမာရေးကိုငဲညာသွားအောင်ထင် short စားကြဖို့တိုက်တွန်းခြင်းပါတယ်ဒီဗီဒီယိုလေးကိုတင်းရဲ့ခောက်ဆွဲပြုတ်ကြိုက်တဲ့တငယ်ချင်းတွေကို share လုပ်ပြီးသတိပေးလိုက်ပါအောင်ပါပြီးတော့ကျန်းမာရေးဗဟုသုတတွေအမြဲရနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်